ဒီဇိုင်းအစ်နှစ်ခုထပ်ထွက်တာလေအဲ့လေအလန်းစားတွေကြီးပဲကြည့်ရောပထမပုံတော်လေစက်မယ်လေးချုပ်ပြီးပဲတင်လိုက်တာလာဝင်းနေရဝဝက်ကွယ်အခုအပစ္စည်းအမြန်တော့တွန်းထုတ်နေရဟုတ်မှာဟုတ်ဟဲ့ဒါလေးလည်းလှရညီမလေးဟုတ်တယ်မနှစ်မျိုးလေးထပ်ထုတ်ထားတယ်ဒါလေးရဲ့ကြတော့လေဟိုလူငယ်ဆန်ဆန် cute type လေးပေါ့ပေါ့ပပလေးပေါ့ဒီလိုအထက်ကလေးနဲ့အဝဲလေးပေါ့မရဲ့အဲ့ဒါကိုသူကအောက်ကအန်ဒါလေးတစ်ထပ်ပါပါတယ်ရန်ပါမှာဆိုခဏကြာအမှန်ကကြည့်ပါအန်ဒါပါပေါ့ဟုတ်တယ်မအောက်ကအန်ဒါလေးရောဒါဆိုရင်တကယ်အမတို့ဘန်ကောက်မိတ်အတိုင်းပဲပေါ့ဟုတ်တယ်မအဲ့လိုပေါ့သူက adjust လုပ်လို့ရအောင်ဒီကလည်းတည်အရှုံလေးနဲ့ပေါ့ပေါ့ပပ main ကလေးတွေတက်ပေါ့။အဲ့ဒီမှာဂျင်းမောင်းမီပိုင်းလေနော်။ဂျင်းစကတ်တွေဆိုတော်တော်အခုအရန်ဘန်ကောက်မှာညီမလေးဈေးရမ်းကြည့်ရဲဒါတွေဟုတ်တယ်မနော်တော်တော်ဈေးကြည့်ရဲအခုဘန်ကောက်တီးတဲ့ရောင်းတဲ့ထိုင်တွေမှာကြည့်လိုက်ဒီလိုပုံလေးကြီးပဲဟုတ်တယ်မအခု trend အရန်ဖြစ်နေအဲ့လိုအထက်ကလေးတွေကလေအဲ့ဒါလည်း3တက်ပဲဟုတ်ကဲ့မ3တက်တွေတော့ရောင်းရတယ်နော်ဟိုတစ်ခါအင်းလေး3တက်လေးအိုးနှစ်ခါထုတ်လည်းရောင်းမလားဟုတ်တယ်မဟဲ့ဒါလေးလည်းလှလိုက်တာအဲ့ဒါလေးရောဒါလေးကလည်းသူ့လိုခက်ဆင်ဆင်လေးအိုးဒါလေးလည်း3တက်ပဲဟုတ်ဒါကကြတော့လက်ရှိလေးလက်ရှိလေးကကြအခုရာသီဥတုနဲ့အကိုက်ပေါ့ဒါပေမဲ့သူ့ကိုကြတော့သူနဲ့မတူအောင်လို့လေလေဘင်းလူဗီရှိတ်ကလေးပေါ့โอเคလေဘင်းဗီရှိတ်လေးကိုသူတို့အနောက်မှာနောက်ကျိုးချီလေးထည့်ပေးထားတယ်လေဘင်းကိုလည်းစားလေးတက်ပေးထားတယ်ပြီးတော့ဒီကအရန်ရိုးနေမှာဆိုလို့လေဗီဒီယိုအရန်ထုတ်နေကြတာဆိုလေဒါသူများနဲ့မတူအောင်လို့ဒီမှာဗီဒီယိုအမြောင်းလေးတက်ပေးထားတယ်သူလည်း cute type ပဲပေါ့သူ့လည်းအောက်ကအန်ဒါလေးထည့်ပေးထားတယ်မှာအရန်ပါနေရတဲ့မှာဆိုလို့တော်တော်မိုင်းမိုက်ပဲနော်ညီမလေးဟုတ်မှာအန်ဒါကလေသူပိတ်စာပါးရတာပြောတော့ပါအောက်ကအန်ဒါအဖြူတော်မှအပေါ်မှာလာမပေါက်ဘူးနော်ဟုတ်တယ်မပေါက်ဘူးသူ quality လေးကောင်းတယ်ဘာလို့အမတို့ဒီခေါက်ဒီပိတ်တဲ့တွေကိုစမ်းထုတ်ကြည့်လိုက်လို့ okay ရဆိုရင်နောက်ထပ်တစ်ဆိုင်လေးဟုတ်မှာတော့မလေးဆက်ထုတ်မယ်ဟုတ်ဟုတ်ဟာလေအမေဒါကလေအခုလေဘလိုလေးလဲဆိုတော့ဖယုံသီးခေါင်ဝင်လေးတောင်နော်ချုပ်နေကြပြီအဲ့လေးလည်းနောက်တစ်ခါမှစမ်းကြည့်ဟဲ့ဒါလေးလည်းညီမလေးလှပဲဟုတ်တယ်မပြီးတော့အသားလည်းကောင်းတော့လေရေဘလောက်လျှော်လျှော်သူကအယောင်ကျသွားဆိုတာမရှိဘူးအဲ့အားသားချက်ပဲနော်ညီမကြီးအသားလေးကတော့လေလက်ရှိဆိုမှအရန်လဲပူမနေဘူးအသားလေးကပပရဲရလေးပဲဆိုတော့လေအဲ့ဒါမိုက်တာဆိုတော့ညီမလေးရဲ့မိုးစောင်းလေးဆိုရင်မဲ့လည်းအရင်နော်ဟိုမိုးလေးဆိုရင်မဲ့လည်းအရင်ဟုတ်တယ်ဟုတ်တော်ပဲအေးနေနော် flora လဲ flora ဆိုတော့လေအစင်လေးနဲ့တော့တော်လှတယ်ဒီလိုလိုက်မယ်လေနှစ်ပုံစလုံးထုတ်လိုက်မယ်လေဒါယာတီနဲ့လိုက်ဖက်ပြီးတော့မှလက်ရှိရောင်းခြင်းနဲ့ချင်းပါဆိုဒါလေးကိုယူပေါ့ဒါလေးကတော့ယာတီမျိုးရောင်းလို့ရတယ်တကယ် cube type နော် fancy လေးရောင်းခြင်းနဲ့ဆိုရင်ဒါလေးကိုယူပေါ့ဟုတ်မှာချစ်စရာလေးဟုတ်ပြီ okay အထက်တွေကတော့အရန် trend ပြနေတော့ trend ကိုလည်းသွားမယ်လက်တို့လည်းရှိနော်စိတ်ဓာတ်ရွေးလို့ရအောင် okay ကဲဒီဇိုင်းတွေကတော့အကုန်လုံးလှနေတယ်ချမ်းကုန်တိုင်းလည်းဝေခွဲမရဖြစ်နေပြီနှစ်ခုစလုံးကိုတော့ထုတ်ပေးခြင်းနဲ့ချင်းမောင်နှစ်ခုစလုံးဘယ်ဒီဇိုင်းဆိုရောင်းအောင်မှာတေးကြရည်သိလားအဲ့တော့ဒီဇိုင်းနှစ်မျိုးစလုံးထုတ်ပေးမယ်မတစ်ခုတော့ရှိတယ်စက်တန်းတွေမှာအထက်တွေကတန်းစီပြီးတော့မှထုတ်လုပ်ဖို့လည်းလုပ်ထားတာအဲ့တော့ဒီနှစ်ပုံတွေကနေမှဘယ်ပုံလေးအရင်ထုတ်ပေးရမလဲချင်းမောင်ချောင်းပြောပေးခဲ့ဦးနော်ဒီဟာလေးကိုထုတ်ပေးရမယ်ဆိုရင်ဒါလေးဆိုရင်လက်ပြက်ဒါလေးကိုအရင်ထုတ်ပေးစေချင်တယ်ဆိုရင်ဒါလေးကလက်ရှိအဲ့တော့ချင်းမတို့ကလက်ပြက်လေးကိုအရင်လိုချင်တယ်ဆိုရင်လက်ပြက်လို့ရေးပေးခဲ့လက်ရှိလေးကိုအရင်လိုချင်တယ်ဆိုရင်လက်ရှိလို့ရေးပေးခဲ့ပါဦးနော်ကျေးဇူးများတင်ပါတယ်